လင်းဒီနေ့ဗီဒီယိုမှာတော့လင်းဝင်လာတဲ့ပစ္စည်းလေးတွေကိုကြည့်နေတဲ့သူလေးတွေနဲ့အတူဖောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အဆုံးထိကြည့်ရှုပေးပါအောင်နော်ဒါကတော့ပစ္စည်းဆိုင်ရဲ့ပေါက်ချလေးပေါ့နော်ပစ္စည်းကတော့3မျိုးပေါ့နော်ပစ္စည်း3မျိုးမှာကိုလင်းဝင်လာတာကတော့3မျိုးပေါင်းကို2300နဲ့မှ900ပေးရတယ်ပေါ့နော်ပစ္စည်းလေး3မျိုးမှာဘာကိုအရင်ဖောက်ပြရမလဲဆိုပြီးတော့စဉ်းစားလိုက်တော့စတစ်ကာလေးပဲအရင်ကြည့်လိုက်မယ်ပေါ့နော်စတစ်ကာကတော့2ခုဝယ်လာတာဆိုင်ကိုသွားတော့ကတော့ခဲတံလေးဝယ်မယ်ဆိုပြီးတော့သွားလိုက်တာပေါ့နော်ဒါပေမဲ့လည်းခဲတံလေးရဲ့စင်ဘေးမှာစတစ်ကာလေးတွေတွေ့တော့စတစ်ကာလေးရခြင်းလို့ဆိုပြီးတော့ပေါ့နော်ကြည်လာလိုက်တာပေါ့နော်ဒီစတစ်ကာကတော့60ပါတယ်ပုံလေးတွေကတော့ဒီကဲမုံလေးတွေတို့ပေါင်မုံလေးတွေပေါ့နော်အရင်လဲချစ်ဖို့ကောင်းတယ်နောက်တစ်ခုကတော့သူက96ခုပါတာပေါ့နော်လင်းဝယ်တော့ကတော့60လို့ပဲထင်လိုက်တာတကယ်အခုပြန်ကြည့်လိုက်တော့96ခုဖြစ်နေတာပေါ့နော်ဒါလေးကကြတော့သူကတော့အသီးအနှံလေးတွေပေါ့နော်ဒီကတော့60ဒီတစ်ခုကတော့96ခုပေါ့နော်96ခုပါတယ်ဆိုတော့များများသုံးလို့ရတာပေါ့နော်ဒါကအရှည်ကြီးပဲဟုတ်တယ်တကယ်တန်တယ်ဒါလေးကကြတော့2000ပဲပေးရတာပေါ့နော်အရင်နောက်တစ်ခုကတော့ဒါကတော့ကော်လေးပေါ့နော်ကော်ကားကျတော့သူလဲစတစ်ကာရဲ့ဘေးမှာပေါ့နော်သူကဒီအတွဲလိုက်ရှိနေတာဒါလေးကတော့တစ်ခု1500ပဲပေါ့နော်ဒါလေးကကျတော့ဒီ YouTube တွေမှာစာရွက်ခောက်တဲ့ခါကြလို့ရှိရင်ပေါ့နော်သူတို့သုံးတဲ့ဒီစက်ကူကော်လို့ခေါ်မလားတော့မသိဘူးပေါ့နော်ဒါလေးအရင်ရကျင်နေတာဟုတ်တယ်ဒါလေးတွေးလိုက်တော့လေလိုချင်လားနဲ့ကွက်တီပဲပေါ့နော်ရကျင်နေရနဲ့ကွက်တီပဲကဲဆိုတော့ဘယ်လိုဖောက်ရမလဲစဉ်းစားနေရပေါ့နော်ဘယ်လိုဖောက်မလဲဆိုတော့သူကတော့2025မှာစပြီးတော့ဒါသူထုတ်တဲ့ခုနှစ်ပေါ့နော်ကဲဆိုတော့ဘယ်လိုဖောက်မလဲစဉ်းစားနေတော့မှာပဲပါးစပ်နဲ့ပဲကြိုက်ဖောက်လိုက်တယ်ပေါ့နော်ဖောက်သွားဖို့ကအရေးကြီးရဆိုတော့လေနော်တန်ဒါလေးပေါ့နော်ကဲလင်းလူချင်းနေရအရန်ကြာပြီဟုတ်တယ်ကဲဒါလေးရသွားပြီဆိုတော့ကဲကိုလူချင်းနဲ့ကော်ပူလေးလည်းရလာပြီဆိုတော့နောက်စကူခောက်တဲ့ခါလေးကြာလို့ရှိရင်ဒီကော်လေးကိုသုံးပြီးတော့ခောက်ပြပေးမယ်နော်တက်နောက်တစ်ခုကတော့ sketchbook ပေါ့နော်ဒီ sketchbook ကတော့ travel sketchbook ပေါ့နော်sketchbook လေးပေါ့နော်ဒါလေး embossing လုပ်ပြမယ် constant ကမပါလာတော့လေနော်လင်းကလက်တစ်ဖက်ကနေဒီတိုင်းပဲရိုက်ရတာဆိုတော့ဖောက်ရတာလေနည်းနည်းလေးတော့ခက်တယ်ပေါ့နော် ဒါလေးကတော့ GSM 200ပါတယ်ရှီကတော့25ရွက်ပေါ့နော်ဒါကသဝမ်းကထုတ်ထားတဲ့ travel sketchbook ပေါ့နော်ဒါလေးလက်နဲ့တိုင်းကြည့်လိုက်တာလက်တော်ဝါစာပဲရှိတယ်ဒါလေးကတော့ကိုခီးသွားတဲ့ခါတွေမှာဖြစ်ဖြစ်သုံးလို့အဆင်ပြေတယ်သူလေးကလေ GSM 200ဆိုတော့လေနော်သူကတော့ water color ဆိုးတဲ့သူတွေအတွက်ပေါ့နော်ရေစည်းပကြီးတွေအတွက်ထန်တယ်ဒါပေမဲ့ဘယ်လိုပဲနေပါကိုကတော့ဆွဲမှာပဲဘာပုံနေဆွဲမှာပဲပေါ့နော်ဘယ်လို sketchbook ပဲနေလင်းကကျတော့အဓိကဒူတဲဆွဲတာဆိုတော့အဓိကကတော့ဒူတဲတို့စတကန်တို့ပေါ့နော်စန်ဒလာတို့ဒါလေးဆွဲတယ်ဆိုတော့လေလုံးနေဒါနဲ့ပဲဆွဲပါမယ်ကဲဒီ3မျိုးပေါင်းကို23,500ဆိုတာတန်ရက်လာရင်ကြည့်နေတဲ့သူလေးတွေရဲ့မျိုးမှာကိုဒီပစ္စည်းလေးတွေကိုဘယ်လောက်နဲ့ဝယ်ရလဲဆိုတာလေးကိုကွန်မန့်မှာမန့်ခဲ့ပေးပါအောင်နော်ဝယ်ဖို့သွားတာတော့ခဲတံဝယ်ဖို့သွားလိုက်တယ်ပေါ့နော်ဒါပေမဲ့ပစ္စည်း3မျိုးရလာတယ်ခဲတံတော့ပါမလားဘူးဒ
ဒီဆိုင်လေးကတော့လင်းတို့မျိုးက stationery အရန်စုံတဲ့ဆိုင်လေးပေါ့နော်သူဆိုရင်ဆိုင်ခွဲက3ဆိုင်လောက်ရှိတယ်ပေါ့နော်လင်းကတော့ဝယ်နေကြဆိုတော့ဆိုင်2မှာဝယ်တာများတယ်ပေါ့နော်ဒါလေးပေါ့နော်နောက်ဘက်မှာနောက်ဘက်ကပုံလေးတွေအရင်ချစ်ဖို့ကောင်းလို့ပေါ့နော်ဒါလေးရိုက်ဖို့ကြံသွားလို့ပြန်ရိုက်လိုက်တာဒီဗီဒီယိုလေးလေးပြန်ထည့်ပေးလိုက်တယ်ဒီကတော့နောက်ဘက်မှာလေးတွေပါနေတဲ့ပုံလေးတွေပေါ့နော်ချစ်စရာကောင်းလို့ဒါလေးကိုပြပြကျင်လို့ပေါ့နော်ဒါလေးကတော့လင်းခရစ်မတ်တုန်းကလက်ဆောင်ရထားတဲ့ပစ္စည်းလေးပါလင်းမောင်လေးကခရစ်မတ်လက်ဆောင်ပေးထားတာပါဒါလေးကအနက်လေးလည်းအရင်မွေးတယ်ပေါ့နော်သူကတော့ဖျောင်းတိုင်ဟုတ်တယ်အနက်အရင်မွေးလို့ပေါ့နော်လင်းလုံးလုံးတဲ့ခါမှာပဲဖြစ်ဖြစ်ပုံဆွဲတဲ့ခါတွေမှာပဲဖြစ်ဖြစ်ပြီးမှထားတတ်တဲ့ပစ္စည်းလေးပါဒါလေးကတော့တန်ဂျီယိုလေးပေါ့နော်တန်ဂျီယိုလေးကသူကနောက်ဘက်မှာသူရဲ့စတန်လေးကကျိုးထားတဲ့အတွက်ကြောင့်မို့လို့သူတို့ဒီတိုင်းပဲထောက်နေရတယ်ပေါ့နော်ဒီတိုင်းလေးပဲအမီလေးနဲ့ရက်ခိုင်းရတယ်ဒါလေးကတော့ညိုတရုပ်လေးပါအန်ပေါင်းစီလေးပါဒါလေးလည်းလက်ဆောင်ရထားတာပါဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြတယ်ရောက်တော့ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတ